တစ်ခါမှတော့အသားလုံးကလေးလုပ်ပြပါမယ်ဒါကတော့ကြက်သားအစိတ်သားနဲ့ငဖယ်ဝက်သားကိုကြိတ်ပြီးတော့ထည့်ထားပါတော့အဲ့ဒီထဲကိုဝေးပြောင်းကုန်မုံလေးနှစ်စွန်းနဲ့ခနောကြက်သားမုံလေးနဲ့စားနေငင်နဲ့ထည့်ပြီးတော့တမအောင်ရုံးဝေးပါမယ်ငဖယ်စုပ်ပေါက်တယ်လို့ပေါက်ရမယ်ပေါ့နော်အားလုံးလည်းနဲ့ဆက်သွားပြီဆိုလို့ရှိရင်တော့အလုံးလေးတွေလုံးပြီးတော့ရှည်လေးတွေကိုထည့်ပြီးတော့ပြုတ်မယ်ပေါ့နော်ဒါကလက်လက်ဆက်ဆက်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ဒီနေရာမှာချင်းချွတ်ချူရည်လေးကိုညှစ်ထည့်ပြီးတော့ငရုတ်ကောင်းလေးကိုပါထည့်လို့ရှိရင်ပိုပြီးတော့မှုပြီးစားလို့ပိုကောင်းတယ်ပေါ့နော်ပြတော့အချိန်သိမ့်မရလို့အဲ့ဒါဒီမထည့်လိုက်ပါဘူးဒါကတော့ပွက်ခါနီအနေထားပေါ့နော်ခဏနေကြလို့ရှိရင်အရန်ပွက်လာပြီးတော့9မိနစ်လောက်ထားလို့ရှိရင်တော့ခုလိုတန်ရှင်းလက်ဆက်တဲ့ကြော်ကြော်လုံးလေးကြက်သားလုံးလေးဒီကိုရပါပြီဟင်းချက်စားလို့လည်းအဆင်ပြေပါတယ်အားလုံးပဲဘိုင်ဘိုင်